နောက်လက်ကြီးနောက်စီမဖြစ်တဲ့မူအဆန်ရှာစုဆောင်မှုအလေးထားမြန်မာပြည်မှာအားနေတယ်လို့ပြောမြန်မာလူမျိုးတွေမှာအားနေတယ်ရှာရင်ရသမျှအကုန်သုံးပြစ်ထားတွေများတယ်ပေါ့နောက်ရေးသိမ့်မတွေ့ဘူးပေါ့နော်ရစားဆိုပြီးဖြစ်တယ်အိန္ဒိယနိုင်ငံသားတွေကျတော့စုဆောင်မှုအားကောင်းတယ်နော်ချိုးချမ်းချမ်းစားပြီးတော့စုဆောင်ကြလို့ဗမာပြည်ရောက်လာတဲ့အိန္ဒိယနိုင်ငံသားတွေကချမ်းသာသွားကြတာများတယ်ဟုတ်ရှေးတုန်းကလေးရောက်လာတဲ့လူတွေအဝတ်တစ်ထည်လန်ကုတီလေးနဲ့လာပြီးတော့ကြတော့ကျူလျာဆိုင်ပိုင်ရှင်ကြီးဖြစ်သွားမုံရွာဘက်ကတကယ်ဇလန်လေးတပုတ်ပြောတာမှတ်ထားဘူးလေတော်ထဲမှာလွှတ်စင်ထောင်ပြီးတော့တစ်တိခွဲတာရှေးတုန်းကတော့လွှတ်ဆက်တွေမရှိသေးတော့ငမန်းဆွဲဆိုတဲ့လွှတ်ကြီးနဲ့ဆရာကအပေါ်ကတစ်တုံးပေါ်ကတပည့်ကဟုတ်မြေကြီးခြိုက်ထဲကဆရာနှစ်ယောက်အဲ့ဒါတစ်တုံးခွဲကြတယ်အဲ့ဒီတော့ကတစ်တုံးခွဲတဲ့လူသမားတွေမှာကလားတယောက်ပါတယ်ဗမာအခေါ်ကလားပေါ့လေအိန္ဒိယနိုင်ငံသားအဲ့ဒီဆရာလုပ်တဲ့လူကဗမာကလားမို့သူကခေါ်တာရိုးခေါ်တာမဟုတ်ခွေးကလားလို့ခေါ်တာသူ့လို့သမားဟိုခွေးကလားလာဆွဲနဲ့အဲ့လိုခေါ်တာအဲ့လိုနဲ့ဆရာတော်ပဲလောက်ကင်စားတော့သွားကြပြီးတော့10နှစ်လောက်ကြာတဲ့အခါကျတော့ခွေးကလားနဲ့မတွေ့တာ10နှစ်လောက်ကြာသွားတာအဲ့ဒီလွှတ်ဆရာကြီးကရန်ကုန်ရောက်ခိုက်လွှတ်ကောင်းကောင်းလိုက်ရှာလွှတ်ကောင်းလိုက်ရှာတော့ဆေးထဲမှာလွှတ်ရှာရင်းနဲ့အဲ့ကလားတွေ့တာငါဆရာကြီးပဲဆိုပြီးတော့ပြေးပြီးတော့ခေါ်တာဆရာကျွန်တော်ခွေးကလားလေးလို့ပြောခေါ်ပြီးတော့ရှာပါရှာတာတော့ဆိုငါလွှတ်ကောင်းကောင်းလို့ကျွန်တော်လာလိုက်ခဲ့ကျွန်တော်ဆိုင်မှာရှိတယ်ဆိုသူကဆိုင်ကြီးနဲ့ဆိုင်ပိုင်ရှင်ဖြစ်နေချမ်းဆိုင်ပိုင်ရှင်ဖြစ်နေပြီဟိုလွှတ်သမားကြီးကလွှတ်ဆွဲတော့မယ်ရှိရှဲလို့တော့မယ်ဟိုလူကအလုံသမားကတောင်ဆိုင်ပိုင်ရှင်ဖြစ်ပြီးတော့သူ့ဆိုင်ကလွှတ်တောင်လက်ဆောင်ပေးလိုက်သေးတယ်တဲ့ကဲအဆူဆောင်မှုနဲ့ကြိုးစားမှုကွာသွားတာပေါ့အဲ့ဒါကိုပြောတာဇနတန္တာပင်ဒီကနေ့ခေတ်မှာလည်းအဲ့ဒါပြောတာအလတ္တဝိတ္တံတပ္ပတိပုပ္ပိအတမုဋ္ဌာလိတံပစ္စည်းကိုရှာပြီးတော့စုဆောင်ရမယ့်ဟာတွေကိုမစုဆောင်မိဘူးဆိုလို့ရှိရင်တဲ့နပုပ္ပိတဏမေသိတံဣတိပစ္ဆာနုတ္တပတိငါငယ်ငယ်တုန်းကရရတဲ့နဲ့ဖြုံးပစ်ခဲ့တယ်ငါငယ်ငယ်တုန်းကနော်ကြိုးစားပြီးတော့မရှာခဲ့ဘူးမစုခဲ့ဘူးဒါကြောင့်မို့အသက်ကြီးတော့စားစရာမရှိတော့ဘူးဆိုပြီးတော့ပြန်ပြီးတော့စိတ်တော့ကရောက်ရတယ်စုတဲ့လူတွေကတထေးဖြစ်ကုန်ပြီသူကတထေးပဲဖြစ်တော့အဲ့ဒါကိုပြောတာအမှန်ဒါလူလောကမှာတကယ်လို့ရမယ့်ကိစ္စတွေပဲဒါနိဗ္ဗာန်ရောအကြောင်းတရားလို့လည်းပြောလို့ရတယ်စီးပွားရေးအဆင်ပြေရင်နိဗ္ဗာန်ကိုသွားလို့လွယ်တယ်လေဒီပေါ်မှာမိတည်ပြီးတော့နိဗ္ဗာန်ရောအကြောင်းအကျင့်လို့လွယ်တာပေါ့စီးပွားရေးအဆင်မပြေတဲ့လူကဘယ်လိုလုပ်နိဗ္ဗာန်ရောအကြောင်းလုပ်လို့ရဒါနံပါတ်1ဟောငယ်စဉ်ခါစီးပွားဥစ္စာကြိုးစားရှာစုစုဆောင်ဆောင်ထားမဟုတ်ရင်အသက်ကြီးလာမှမရှာနိုင်တဲ့အခါမှာမင်းနောင်တရလိမ့်မယ်ဒါတစ်ခုနောက်တစ်ခုကတော့လူဆိုတာဘဝတစ်ခုကြုံချင်းပတ်ဆက်ရှာဖို့လိုတယ်ကိုကျေတနာရှေ့ရမယ်စုဆုံးထားမယ်ကိုနောက်လက်ကြီးနောက်စီမဖြစ်တဲ့မူကိုမှစုစုဆောင်ဆောင်ရှိနေရမယ်နောက်ခံ